အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်မေးပြီးတော့အမေးဖြေလေးလုပ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့တက်လာရတဲ့ခန်းစားချက်လေးပြပြပါအောင်ဒီတိုင်းတက်လိုက်တာပါပဲအဝိစားနဲ့လက်ဝတ်ရတနာလေးရအောင်ခင်ဗျဝတ်စုံကတော့မပုတ်ပါမိတ်ကပ်ကတော့ညီမဟုတ်လက်ဝတ်ရတနာရောကိုဟာကိုပါပဲဒီကိုအဲ့ဒီမြန်ကြီးကိုမောင်မိုင်းနဲ့ပြန်တွေ့ရတော့မယ်ဆိုတော့ဘယ်လိုခန်းစားလဲခင်ဗျမတွေ့သေးတော့ဘယ်လိုပြောရမလဲမသိဘူးတွေ့ပြီးပြောမယ်လေဒီဟာကတော့ဒီ interview တော့တော်တော်များများကြည့်ဘူးကြလိမ့်မယ်ထင်ပါတယ်မင်းနာပါသားနာမည်နဲ့မိတ်ဆက်ပေးလိုက်ပါအောင်သားနာမည်ကထအကာဆိုးပါသားဆိုတော့သားဆိုးရဲ့သားပါသားတကယ်ချင်းနဲ့မိတ်ဆက်ပေးပါအောင်မင်းနာမည်ကဘယ်လိုခေါ်လဲသားရွှေပိုင်ပါမင်းဖေနာမည်သားဖေဖေကဘသူလဲမင်းဖေကဘသူလဲသားဖေဖေကမင်းဖေကဥစောပိုင်းမဟုတ်ရင်ဘသူလဲသားဖေကဥစောပိုင်းမှာနောက်တစ်ယောက်မေးမယ်နောက်တစ်ယောက်ဘသူလဲသားနာမည်ကဓာတရံမှာမင်းဖေကဘသူလဲသားဖေကအစိုးရရရန်ချမ်းပါလောင်နာမပါကလေးလေးတွေကလေးလေးတော့အမှန်ကြည့်ဦးကြမယ်ထင်ပါတယ်လောင်နာမဟုတ်ဘူးနော်ဒီတစ်ခါကတော့တကယ်ချင်းငါတို့ဟိုနေ့ဆဲခံလိုက်ရတယ်လေcomment တွေမှာအရန်ဆဲခံလိုက်ရတယ်အဲ့လိုဆဲကြတယ်ပတ်သက်ပြီးတော့တကယ်ချင်းဘာပြောချင်လဲဟာအမဘယ်မှပြောချင်တာဟာတာလေဟုတ်လားဒီ rating မင်းသမီးတို့ rating ပေးဆိုဟာတာလို့မကြည့်ကြအောက်ကနေကွာဘယ်သူ့နံပါတ်8ပေးပါဘယ်သူ့နံပါတ်10ပေးပါနံပါတ်1ပေးပါလာလောက်တော့ movement နဲ့ activate တွေကွာသိလားအမပြောဟာတာလေအမဒီကွန်းတဲ့အိမ်အမေအောင်ဖုန်းတားတဲ့ကိုနဲ့မမေရမ်းကြောက်တယ်ဆိုပြီးတော့အမေဆိုအိမ်မှာခဏခဏကြည့်ပြီးရင်ဒါပဲလေအိမ်အဖေနဲ့မေကဘာမှဖြစ်တယ်သူကဘာဖြစ်နေတာဒီတစ်ခါကတော့နမကြီးရုပ်တန်လာရ talk show လေးတစ်ခုပါငါမေးမယ်တကယ်ကြီးဖြေပြီနော်ဖြေပြီမယ်အမခုချိန်မှာပြင်ရမယ်ဆိုရင်ဘာကိုပြန်လို့ခြင်းလဲအမရဲ့မရှိတော့တဲ့မိဘနှစ်ပါးနံပါတ်1နောက်တော့ပြန်လို့ချင်ပါတယ်အမမင်းသမီးလောက်တာမကြိုက်တာလွယ်လို့အမပေါ်မှာအရန်ကောင်းတဲ့ယောက်ျားတစ်ယောက်ပါအရှိုးငါအလွတ်ရတာပေးနာမှာအခုနင်းနဲ့တူတယ်နော်အဲ့ interview ရဲ့ယောက်ကနင်းနဲ့တူတယ်နမကြီးပေးသားတယ်ပေးနာမလို့တို့တိုင်မကြည့်ရမကြည့်ချင်မျက်ထောင်နီးနဲ့အဲ့အမင်းသားကနာမည်ကြီးသွားပြီကလေးတယောက်ရသွားပြီပြန်ရှာကြည့်မယုံရင်ပြန်ရှာကြည့်တို့လည်းမရသေးပါဘူးကလေးပါမိမရသွားတာကလေးမရသေးဘူးအေးပြီးရင်တော့ဟိုအဲ့မှာနာမည်ကြီးရဲ့ presenter တယောက်လည်းပါတယ်အေးမင်းသားနေထိုင်နေမင်းသမီးတွေအခုအမဒီဘုကနာမည်ကြီးတဲ့မင်းသမီးတွေထိုင်အမဒီဘုမှာအခုနာမည်ကြီးပြီးတော့အေးအဲ့မင်းသမီးတယောက်လည်းပါတယ်ပြောနေတာဟိုမရဘူးကွာသူတို့ကအမဒီ4မှာဂျူနီယာရေးဆိုတော့လေထိုင်ခိုင်းတာဘေးနာစာချုပ်ထုတ်တာလာသာယူတော့တလား2သိန်းယူတော့အဲ့ခေတ်ခါတော့2သိန်းနေမှာပေါ့2013လောက်ကဆိုဖြစ်နိုင်တယ်2သိန်းအေးသိန်းကတော့သူတို့ကစကားမရရလဲသူတို့တော်ရွှေမှာဘေးနာနေတော့ထိုင်ကြည့်နေတာကုတ်ကိုင်းရေကူးစတူဒီယိုကြီးမှာထင်တယ်မအခု fashion နဲ့ပတ်သက်ပြီးရင်းနှီးပြောများရနော်အဲ့ပြိုင်ပွဲကပုံပြောကြတာထင်တယ်အမကြိုက်လို့အမလောက်တာကွယ်ကိုကြိုက်လို့ကိုလောက်တယ်ကွယ် Maleficent ကအမနောက်မှာပေါ်လာတာဟုတ်လားမျက်စိပတာတာဖြစ်တယ်လေအမဘသူ့ကိုထိခိုက်လို့လဲချစ်လို့နော်ချစ်လို့ပါဒီတစ်ခါငါပြောရမှာနော်မိတ်ကပ်လောကတအားယုံမကောင်းတယ်ဘယ်သူမှဆွဲခေါ်မလာဘူးနင်းလို့ရရင်နင်းကျင်တာကျင်ထားတာတကယ်ချင်းကတယောက် supporting လုပ်ဝင်ငါ့ကိုဟောဘီနာမိတ်ကပ်ဆရာမတယောက်လားမိတ်ကပ်ဆရာမတယောက်ဒီဗီဒီယိုကကျွန်တော်တို့အပျော်ဆော့တာပါ just for fun ဆော့တာပါရတယ်လိုက်သွားလိုက်ပါဟေးအပျော်ဆော့တာပါချင်းမုံချင်းဘယ်သူမှမပါပါဘူးအားလုံးကိုစစ်ပါတယ်ပန်းပြည်စီဖို့ပဲရည်ရပါတယ်အားလုံး Merry Christmas ပါ bye နောက်တစ်ခုဆက်မေးလိုက်မေးလက်ဆန်းနဲ့နောက်တစ်ခုဆက်မေးလိုက်တော့
အမကအခုဆိုရပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုလူပြောများတယ်နော် fashion fashion ပြောလိုက် ဟာမပြောနဲ့တော့လေငါကြတယ်မေးလိုက်တော့ပြန်မေး အခုဟိုအမတင်တဲ့ fashion နဲ့ပတ်သက်ပြီးတော့လူပြောများတယ်နော် ကြိုက်လို့ကိုလုပ်တယ်လေဇိုးကြီးနှစ်ချောင်းတက်လိုက်တယ်မျက်စိပတာတာ ဒီမှာဒီဘက်ထွက်နေပြီအဲ့ဒီလို့ရှိရင် နှမျောရွေးနှမျောကိုကောင်းတယ်နော် နှမျောနဲ့တင်း မရတော့ မရဘူးမူ ခုနကအဲ့ရှိုး ခုန မှာ ကအဲ့ဆိုပြလက်စနဲ့ဆက်ပြောလိုက်တော့အမအခု fashion နဲ့ပတ်သက်ပြီးတော့အရင် ဟာခုနကရှိုးမှာတကယ်ခံရတာမမကြီးကုတ်ကိုင်းယူကူးကန်ပါကောင်းတယ်ပြန်ရ ဟာပြဲမှာဒီမှာဟာပြောနေလေ ခုနကယူမာလာခုနကပြန်ယူမာလာမိကိုတို့ငုတ်တို့ထိုင်နေလာတာနဲ့သိမှာရီရတယ်အဲ့ဒါ ပြန်ယူမှလေထက်တာကိုရန်ဖြစ်တာကိုယူချင်တာရန်ဖြစ်တာကိုယူချင်တာဟာဒီမှာအဲ့ဒီဟာဒီဘက်ထွက်နေလို့ရှိရင်အဲ့ဒီလို့ရှိရင်ဒီဘက်လူကဒီဘက်ရွေးလိုက်လူရွေးလိုက်အဲ့လိုဖြစ်သွားမှာ အဲ့ဆိုလာခဲ့ပြန်လာခဲ့